မင်္ဂလာပါဒီနေ့မှာတော့ကဘာပေါ်ကအလွန်ကျော်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးလို့နာမည်ကြီးနေတဲ့အကျဉ်းထောင်တစ်ခုအကြောင်းကိုပြောပြပေးချင်ပါတယ်အဲ့ဒါကတော့အယ်ဆာဗေဒေါနိုင်ငံကစီကော့အကျဉ်းထောင်ကြီးပဲဖြစ်ပါတယ်ဒီအကျဉ်းထောင်ထဲမှာဘလို့လူတွေအဓိကထားခံနေကြရလေသူတို့ကဘလို့ပြုမှုတွေကျူးလွန်ခဲ့လို့ဒီနေရာကိုရောက်လာကြတာလေကျွန်တော်တို့ရဲ့အတူလိုက်ကြည့်လိုက်ရအောင်စီကော့ဆိုတာ Terrorism Confinement Center ရဲ့အတူကောက်ပါမြန်မာလိုတိုက်ရိုက်ပါတာပြန်ရရင်တော့အကြမ်းဖက်မှုခင်းလေးစက္ကပ်ပေါ့ဒီနာမည်ကြောက်နေတယ်ဒီအကျဉ်းထောင်ကကမန်အကျဉ်းထောင်တွေနဲ့လုံးဝမတူဘူးဆိုတာကိုသိနိုင်ပါတယ်ကဲအဓိကမေးခွန်းတွေလာပါပြီဒီစီကော့အကျဉ်းထောင်ထဲမှာဘယ်လိုလူစားမျိုးတွေရှိနေတာလဲစီကော့မှာအဓိကထိန်းသိမ်းထားတာကတော့အယ်ဆာဗေဒေါနိုင်ငံရဲ့အနေနဲ့အရှိဆုံးအကြမ်းဖက်ဆုံးလူဆိုးကိုင်းဝင်နေပါပဲအထူးသဖြင့်နာမည်အကြီးဆုံးဂိုင်းနှစ်ခုဖြစ်တဲ့ Amsterdam Mara Salvatrucha ဆိုတဲ့ဂိုင်းဖြစ်ပါတယ်။အဲဒီဂိုင်းဟာကမ္ဘာကျော်အကြမ်းဖက်ဂိုင်းတစ်ခုဖြစ်ပြီးရက်စက်တဲ့ပြစ်မှုတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြပါတယ်။နံပါတ်1 Barrio 18 Street Camp Amsterdam ရဲ့အကြီးကပြိုင်ဖက်ဂိုင်းဖြစ်ပြီးသူတို့ဟာလည်းအလားတူကြောက်စရာကောင်းတဲ့ပြစ်မှုများစွာကိုကျူးလွန်ကြပါတယ်။ဒီဂိုင်းဝင်တွေကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကလည်းကြားယုံနေတယ်တော့စရာကောင်းပါတယ်။ဥပမာလူတပ်မှုဝိစေဝါရောင်းဝယ်ဖောက်ကမှုချင်းချောက်အမွေညှမှုလက်နက်မောက်ဖို့မှုလူပြန်မေးဆက်မှုပြီးတော့အဖွဲလိုက်အကြမ်းဖက်တိုက်ခိုက်မှုတွေအများကြီးပါပဲ။အဲဆိုပြီးတော့အစိုးရကဒီလိုအန်ဒီရများတဲ့ဂိုင်းဝင်တွေကိုထိန်းချုပ်ဖို့နဲ့သူတို့ရဲ့လှုပ်ရှားမှုတွေကိုအမြင့်ဖြတ်ဖို့အတွက်စီကော့ကိုအထူးတည်ဆောက်ခဲ့တာပါ။ရွေချက်ကတော့သူတို့ကိုအခြားအကျဉ်းသားတွေနဲ့ရောတော်မထားဘဲတိကျခွဲထုတ်ပြီးအပြင်လောကနဲ့လုံးဝအဆက်အသွယ်ထပ်ထောက်ထားဖို့ဖြစ်ပါတယ်။ဒါမှသူတို့ရဲ့ဂိုင်းအဖွဲ့အစည်းတွေကိုအကျဉ်းထောင်တွေကနေဆက်ပြီးတော့အမင်ပေးချေတာမျိုးတွေမလုပ်နိုင်တော့မှာဖြစ်ပါတယ်။ဆိုတော့စီကော့တဲကိုရောက်သွားတဲ့သူတွေကတာမန်ပြစ်မှုကျူးလွန်သူတွေမဟုတ်ပဲအယ်ဆာဗေဒေါနိုင်ငံရဲ့ဒူဆိုးကိုင်းတွေအပေါ်စစ်ကြေညာခြင်းစစ်စေးရဲ့အတွင်းမှာဖမ်းဆီးရမိခဲ့တဲ့အမာခံဂိုင်းဝင်တွေဂိုင်းကောင်းဆောင်တွေနဲ့အကြမ်းဖက်မှုတွေကိုဥဆောင်ကျူးလွန်ခဲ့သူတွေအဓိကဖြစ်ပါတယ်။သူတို့ကလူအဖွဲ့အစည်းတွေအလွန်အန္တရာယ်များတယ်လို့သတ်မှတ်ခံထားရသူတွေပါ။ဒီနေ့တော့စီကော့အကျဉ်းထောင်ထဲမှာဘလို့လူတွေရှိသလဲဆိုတာကိုအကြမ်းမြင့်သိသွားကြပြီလို့ထင်ပါတယ်။ဒီအကျဉ်းထောင်ကလူလူရဲ့အလွန်တင်းကျပ်ပြီးအကျဉ်းသားတွေအတွက်အခွင့်အရေးနည်းပါးရဆိုတဲ့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့အယ်ဆာဗေဒေါအစိုးရကတော့နိုင်ငံတွင်းကအကြမ်းဖက်ဂိုင်းတွေကိုအဆုံးသတ်ဖို့အတွက်ဒါဟာလိုအပ်တဲ့ခြေတန်းတရက်လို့ထုတ်ထားပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လည်ဆုံတွေ့ကြပါမယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။